Hi guys, this is Brian. Hopeဒီနေ့မှာကျွန်တော်တို့ဗာလဲဟိုတခါကျွန်တော်ဟိုဟာတွေလိုက်ပြပေးဖူးရနော်ဒီဗာလဲဒီအနီးနားမှာစီးတဲ့အဆောက်တွေလိုက်ပြပေးဖူးရပေါ့နော်ပြီးတော့ကျွန်တော်ပြောခဲ့ရပါလဲဟိုစိုက်ခေလုံးမယ်ဆိုစိုက်ခေလုံးတော့ထေတလားမလွယ်ဘူးပြသိလားဒီဗာလဲစိုက်ခေလုံးကကျွန်တော်လိုအပ်တဲ့ဟာတွေကသူကပတ်ဆက်လို့တွေဆိုတာဘယ်လိုမျိုးလဲဆိုတော့ဗျာဟိုဗာလဲဒီပြည့်စီဟိုဟာဥမာကျွတ်ဟိုဟာပေစိုက်ချီအောင်ဆိုရင် तू ကဟိုဟာပြန်ဝယ်ရတာကွာအဲ့ဟာဘလောက်နဲ့ဆိုတော့ပြန်ဝယ်ရတာပြောရဆိုတော့ပတ်စံမလောက်ဆိုတော့ yeah ကြော်လိုက်ပြမယ်မယုံရင်အဲ့ကြောင့်ကျွတ်မှာအပင်ကအဲ့လောက်ထိထေတလောက်မရောက်ဘူးပေါ့နော် yeah 7-Eleven သွားရ okay yeah this is 7-Eleven yeah 7-Eleven in Thai okay ဒီနေ့ဟိုဟာ egg festival စီရပေါ့နော်သူတို့ဟိုဟာထဲမှာရေးထားပါတော့ egg festival ကျော်လိုက်ပြပေးမယ်အကောက်ပါဒါမှမဟုတ်ဟိုဟာရေးသွားဝယ်ရပါလဲအာလူလားပိုတာတာရေးသွားဝယ်မယ်ကျော်ပြမယ်ဒီမှာ तू ကမြည်လားဟိုကကျတော့နနက်တီက20ပေးရတယ်ပြ cauliflower ကျတော့ तू အစစ်ဆက်ပိုတာတာကျတော့50တောင်ပေးရ50ဆိုတော့ဗျာကျော်ပိုတော့ပြန်ရောင်းမှာကွာသူအဆက်ဆက်လောက်ပဲပြန်ရတာကွာအဲ့လိုဆက်ဆက်လောက်ပြန်ရတော့ကျွန်တော်ပြန်ဝယ်ရမှာဆိုတော့ဒါလည်းကျွန်တော်တန်းနေတော့ဝယ်ခဲ့ကျွန်တော်မှပတ်စံ100ကျော်လောက်100ဆိုတာအဲ့တန်းနေတော့လေးဝယ်ခဲ့တယ်ပြီးတော့ရနောက်ပိုင်းဆိုအိမ်နောက်မှာအကောလုံးအာလူနဲ့ cauliflower ခင်းရစိုက်တော့မယ်ပေါ့နော်ရောင်းရအဲ့ဟာရောင်းရ okay စောက်ကြည့်ပြီးတော့ဆိုအထီးကဟိုဟာပဲတိလာဗျာဒါစေခန်းပေါ့နော်စေခန်းဒါလည်းကြောက်ကောင်မလေးပါပဲခင်ဗျာကြောက်ကောင်မလေးထွက်လာကြောက်တွေးကျင်လို့အဲ့မှာစကားပြောသူကI feel my mom that says မသိဘူးအဲ့နဲ့ကြောက်အိမ်ပြန်လာလိုက်တယ်အိမ်ပြန်လာပြီးတော့ကြောက်ခုနဝယ်ခဲ့တဲ့အတိုင်းပေါ့နော်ဟိုဟာတွေဝယ်ခဲ့ဗာလဲနနက်တီဝယ်တယ်ပြီးတော့ဟို cauliflower နည်းနည်းဝယ်တယ်ပြီးတော့အာလူဝယ်ခဲ့ okay ပြီးတော့စိုက်မယ်ဆိုင်တာအဲ့မှာကျွန်တော်ဆိုရဟိုပါခင်ဆိုဘာဖြစ်ကြောင်းလဲဆိုအပေစားရပေပန်းပေါ့နော်အပေစားရပေပန်းဆို yeah this is my problem look at that အပေစားလို့မရဘူးပြင်ဒါပေမဲ့စားရတယ်အပေစားလို့ရတယ်တက်ပြ okayနနက်တည်းအစေးဟုတ်လို့အပြင်မှာနနက်တည်းစားဘယ်လိုဖြစ်လဲတော့ဟုတ်တယ်နနက်တည်းအစေးကနေစပြီးမျိုးစေးချတာဆိုရင်အဲ့မှာအာလူကကျတော့ရာလွယ်လေးပဲအတော့ကိုပစ်ထဲလိုက်အထဲပြီးပြန်စိုက်လို့ပြီးပြီအဲ့မှာကျွန်တော်ဆောက်ဆိုင်ပါတယ်ကျွန်တော်ဟိုဗာလဲညမစိုက်ကြလို့ဘာညမစိုက်စေတော့စိုက်ကြတော့ကောင်းစိုက်လိုက်တာပေါ့နော်အဲ့ဒါဟိုဟာနဲ့တူရပါလေဟိုအာလူရောက်တဲ့အာလူပြုတ်တယ်နဲ့အာလူပြုတ်ပြရောက်တဲ့ပုံစံလိုဖြစ်နေသူကအိတ်ထုံးနေဆိုတော့အိတ်ထုံးကလူကိုတဝင်းစာလောက်စီရပေါ့နော်အဲ့တော့ကျွန်တော်အပေးဆိုင်ပြီးတော့ဒီမှာခုနပြောရကျွန်တော်အောက်ဘေးမှာကျွန်တော် cauliflower king ဆိုတော့ cauliflower မျိုးချပါတော့မျိုးချသူ့မှာလည်းအစေးပဲဗျာသိလားသူ့မှာလည်းအစေးပဲညာ cauliflower မျိုးချရယ်okay ပြီးတော့သူ့ကိုရေလောက်ပြရမယ်ရေလောက်တာဆိုskip လုပ်လိုက်တယ်ပေါ့နော်ရေကုန်သွားပါခင်ဗျာရေကုန်သွားတော့ရေသွားခိုင်းရမယ်ရေကဘယ်မှာသွားခိုင်းလဲဆိုတော့လွယ်လေးပဲကျော်အိမ်နောက်ဖေးမှာဟိုဝိုင်းစီရပါလဲအိမ်လေးစီရပါတော့တမုတ်တရားစီရအဲ့ဟာနေခက်ကားစားမဟုတ်ဘူးအဲ့ကားစားနေရေယူလိုက်ရမယ်ဒါမြင်လားလွယ်လေးပဲရေယူပြီးတော့ရေလောင်းအဲ့မှာဆောက်လောင်းရရေရဆောက်လာတော့မဟုတ်ဘူးကျော်အဲ့ဆော့တာကွာဟိုဟာဖြစ်တာဗာလဲဆော့တဲ့အချင်းတိတ်မဖြစ်သေးတော့ဟိုဟာဖြစ်နေဆော့နည်းနည်းဟိုဟာတတိကတတ်နိုင်ပေါ့နော်โอเคရေတချာလောက်ယူနေကွအဲ့မှာဟိုဟာညာပေးရောက်သွားဆိုတော့လုံးလေးစားတိုက်ပြီးတော့တာအိပ်ပါပါခင်ဗျာyeah okay တက်တာဒါကတော့ကျွန်တော်chest ပေါ့နော် chest ထဲမှာပါစီရဲဆိုတော့ yeah
就感觉到了高了呀，不累死我了。OK，也浪，喂，chest မှာစစ်တာဘာမှမရှိဘူး chest မှာအခုမှခေရစားဆိုတာဆိုတော့နော် chest မှာအဲ့လို piece ကမစုံသေးဘူးဆိုတော့အဲ့မိတိုင်းရောဟိုကနေစီရပြတဲ့က Minecraft ထဲမှာကွာ Minecraft ထဲမှာသုံးနေကြမိတိုင်းနဲ့နည်းနည်းလေးမဟုတ်တော်တော်ကိုစီရလောက inspire ယူထားတဲ့အတိုင်းပဲမိုက်ခဲရကွာဘယ်လိုမျိုးလဲဆိုတော့ तू ကကျော်ဆော့ရင်လည်းတိလာပြီပေါ့နော် तू ကဘယ်လိုပုံစံလဲဆိုတော့ तू ကဟို Minecraft ထဲမှာဆိုကိုယ့်ကို craft လို့ရတယ်ဗျာတိလာဒါပေမဲ့ဒီမှာကျတော့အဲ့လိုမဟုတ်ဒီမှာကျတော့ဘယ်လိုမျိုးလဲဆိုတော့ဝယ်ရတာခွိုင်နဲ့ဝယ်ကွိုင်စီရမှာရာဂိတ်ကွိုင်စီရမှာအဲ့ဂိတ်ကွိုင်တခြားလေးစုတော့ဝယ်ရပါတော့အမ TV စီရ TV ရာ TV မချိလိုက်ဘူးလားဟိုဖြတ်တော့ရာအိတ်လိုက်တယ်အိတ်ပြီးတော့ဂိုက် what the အဲ့မှာသူကကြောင်တကောင်လာပြင်တော့ပေါ့နော်ကြောင်တကောင်လာပြင်ဆိုတော့ hello Brian you see this cat here ကြောင်မြင်လာတဲ့အဲ့ကြောင်ကနေပေးချင်လို့တဲ့ I found you in outside the entrance to the farm ပြောချင်တာပေါ့နော်ကျွန်တော်ဟိုပါလဲကျွန်တော်ရဲ့ဟိုfarming ရဲ့farm အစီအမံထိုင်နေပေါ့နော်အဲ့ပြောချင်တာကြောင်ယူရမယ်ဆိုတဲ့ပြောပြရမယူလဲရပါတယ်ဒါပေမဲ့ကြောင်ချစ်တတ်ရဆိုကြောင်လေးယူလိုက်ပြီးတော့ okay ကြောင်လေးကချစ်စရာလေးပါဒါပေမဲ့အရာသိမကြိုက်ဘူးပေါ့နော်အရာသိမကြိုက်ဘူးနောက်ချောင်းရရေကောင်းတော့ကျွန်တော်အဲ့မှာရေသွားခတ်တယ်ရေသွားခတ်ပြီးတော့ဒီဟိုမှာထက်လောက်ပြီးရပေါ့နော်လောက်ပြီးတော့လည်းတစ်ခါပြလောက်ပါတယ်မိရည်ပဲပါလောက်တယ်ဆုံးမတတ်တယ်နောက်ပိုက်ဆိုလက်ရမြန်လာဟိုအခုကရှိဖို့ကတော့တောက်တော်လေးတိုက်ချတယ်တိုက်ချလို့ဆိုအဲ့မှာကျတော့ဟိုကရေတခြားလေးလောက်ပြီးတယ်ရေတခြားလေးလောက်ပြီးပြီးတော့တောက်တော်လေးထပ်လောက်တယ်ဝေးတာပေးဖို့မိတကယ်တောက်တော်လေး YouTuber ပါကွာရโอเคရေတခြားလေးလောက်တယ်ရေတခြားလေးလောက်တော့ငါရေတခြားလေးလောက်တော့ကျွန်တော်စက်ရီမဖျက်လိုက်ပေါ့နော်ဒီတိုင်းပဲထဲလိုက်အမှန်တိုင်းဆိုရင်ကျွန်တော် editor မလုပ်ချင်ဘူးပေါ့မလုပ်ချင်ဘူးဟိုပါလဲ MDB edit မလုပ်ဘဲနဲ့ကွာ law play ဆော့ပြအောင်ဆိုပြီး law play ဆော့ပြအောင်ဆိုတော့နည်းနည်းလေးပြေးစာကောင်းတယ်ကြောက်ချူမလွဲပိုက်တွေဖျက်လိုက်တယ်ပေါ့နော်အဲ့ရေလောက်တဲ့ပိုက်တော့ရေလောက်တာနည်းနည်းလေးခိတာအကြောင်းမလို့ဟိုထဲလိုက်တယ်ပေါ့နော်ရေအသားပြောက်ဒီမှာကြာတော့ခဏလေးဝဲဒီကားကျော်ရဲ့မြေပေါ်အဲ့မှာကျော်ရဲ့ AC မယ်ပြီးတော့ဒီကမှာ bus ကဝဲစီမယ်ဒီပြောမှာကြာဟိုတော်ဆိုရပြတိတာဟို GTA နဲ့ Minecraft နဲ့နှစ်ခုပေါင်းထားတဲ့ game ပေါ့နော်အဲ့လိုပြောရတော့ရမိုက်ရသူကWhy is it Lawrence brothers over SOS like ရေရှုံးများတော့သူကတီးချရပေါ့သူအထက်မှာဆိုဂရတာကသူ့နာမည်ကဂရတာမှာတော့စီရပေါ့နော်သူကအဲ့လိုပြောတမဲဟိုရာတမြူဇီယာဟိုကလောက်တဲ့မြူဇီယာစောက်တဲ့လူကနော်သူ့မှာစီရတော့ထင်လာပေါ့သူအဲ့လိုမီးအဲ့ဆိုရရာစရီโอเคကပေါ့ပြောလဲဆိုတာချစ်တင်နေဟိုပါပေါ့နော်တော့တခြားသူ့မှာစီရပေါ့နော်မဟုတ်ပြုတ်ကြပေါ့နော်အခုဝေးဆိုတော့ like this has just get to me သူပြောတာဘာလဲဆိုအဲ့ရေဆိုးများကြောက်စာကား creepy ဆိုကြောက်စာကားကွာကြောက်စာကားရေဆိုးများပေါ့နော်ဒီတော့ဟာတွေ့တိုင်းနေရပေါ့ဘာမှမရှိပါဘူးကွာမင်းတို့ဟာဟာလာငါကလေးမဟုတ်နော်ဘာစီလဲဘာမှမရှိဟာဘာစီလဲနော်ပွဲတော်နေမှာကျတော့သူကဟိုဟာတွေရောင်းတော့ပေါ့နော်ဗာလဲAbbas ဟိုဟာတွေပေါ့နော် strawberry ဆိုအပြင်မှာဝယ်မြောက်ပါသူကဒီပွဲတော်ဒီမှာလည်းရောင်းရဆိုဝယ်ချီတော့ဝယ်လို့ရဒါပေမဲ့အခုတော့မဝယ်သေးဘူးခုမှခဲရစဆို
မှာဖို့တဲ့ဒီလောက်ပေးထားရအောင်မူကထအစင်းမှာမူကထမစားတော့ buffet နော် Hi I have something nice into the post Where's trying things to eat မစားနဲ့ကွာထူးဆန်းရင် Abby is already love the hand but Abby ကတော့ဟိုကျူးတွေသူငယ်လေးကအမဲလိုက်တော့ကြိုက်တယ်တော့ဒါ Serious busy time for here ဒီကာလာဘောနော်ခုဟိုတော်လုံးများကာလာပဲ so is night ဟိုနားကြည့်စရာကောင်းတာပေါ့နော်သူအဲ့လိုပြော Yeah there's lots of friend We love the festival right to see him so happy to visit God one of the ပွဲတော်ချေဘောသူကြည့်ရတော့ပြန်နေပုံပဲ This group part is usually good well ဒီပြက်လာကောင်းတယ်ပေါ့နော်ဟိုtake a break from work can make you more productive with the long run အလုံးနဲ့ခဏလေးနားယူလိုက်တာပေါ့နော်ဟိုဖြစ်တယ်ပေါ့နော်ဒီစီမံမင်းဟိုဖြစ်စီရပေါ့နော်ဗါလဲပူရ productive ဖြစ်စီရပေါ့နော်အဲ့လိုပြောဟိုကချစ်တိစပင်းနဲ့က Yeah NPC there's also NPC cool ဒီမှာ Valley Willia ပြောပါတော့သူကဘာကြသူကြည့်ကိုဆိုးတာတဲ့ Summer Rose around နေရာတရားတဲ့ခါကျရင်လည်းအချီဦးကနေပေါ့နော်ဟိုပုတ်သွင်းတာထွက်လာတတ်တယ်ပေါ့နော်သူအဲ့လိုပြော It's also porch means ပြစ်လို့ပဲပေါ့နော်သူကဒါအချောကောင်မလေးပဲဖြစ်ပါခါကျတော့နောက်ပိုက်ဆိုလိုက်မယ်အဲ့ဆိုThe festivals are about one really looking forward to. There's a flower festival. သူကဟိုကတော့ကောင်းပါတယ်ပေါ့နော်သူလိုတာဟိုကတခြားပွဲပေါ့အဲ့လိုပဲ Safe for is good. ဟိုပေါ့နော် choose ဆိုတာ treasure hat လောက်တာနဲ့တူတူပဲပေါ့နော်သူအဲ့လို treasure hat ဆိုတာပါလေရတနာစာနဲ့တူတူပဲပေါ့နော်သူအဲ့လိုပဲအခုညဘက်12နာရီကျော်နေ record လုပ်နေတဲ့အချိန်ငါမအိတ်သေးဘူးကွာတကယ်ဒီ report ရောတော်တော်ပြန်လာဟုတ်တယ်ပတ်ချီတော့အိတ်ပြန်ဖို့ festival ကအဲ့လောက်ပဲဒီနောက်တစ်ဝိုင်းလောက်ပဲဘာမှတော့ကောက်မရှိဘူးလို့ပြောလို့ရပါတော့ကောက်မရှိဘူးဆိုတော့မဟုတ်စီရဟာငါဟိုကပိတ်ဖို့မစ်သွားပြန်ဘာတန်းလဲthis is the best tonight let's feel up okay great again okay အဲ့ဒါစီဟိုအခုကมันပို့အာလူတွေရိုက်ပါတော့အာလူတွေရပြီဆိုတော့အာလူတွေရက်တယ်ကိုပြန်ရောင်းနောက်နေ့ကျတော့သူကဈေးတော့ရပြီကွာဒီရောက်ထားဟာလေးဈေးတွေပြန်ထွေးပါတော့အဲ့တော့အာလူတော့ရေးသေးပါပါခင်ဗျာအာလူခရရရပြီဂျာရခရရမရဘူးဂျာရခရရကျတော့နောက်တစ်နေ့ထိထပ်ဆောင်ပါပေါ့နော်ဒီဂျာရခရရတိတ်ပြီးတော့အဲ့ဘေးမှာစီးရဟောတော့ထဲပေါ်တာစားလို့လည်းရပြီသိလားစားရရောဟိုဘေးကအဘေးမှာစ energy bar တန်းလေးကတက်လာမှာပေါ့နော်ဟို energy bar လေးဆိုဥပမာဟိုရိတ်တဲ့အခါအပညာဆိုရိတ်တဲ့အခါလောလောခါကျတော့သူကဟိုဖြစ်တယ်ကွာရော့ကြအဲ့လိုဖြစ်အဲ့တော့အာလူရောက်မယ်အာလူရောက်ပြီးတော့လုံးစားရတယ်ဘာမှတော့မကြတော့ပတ်စားလည်းတိတ်မရှိဘူးဆိုတော့ပတ်စားစုမှာပဲဟိုအိုင်ဆဲလော့မှာပေါ့နော်စိုက်ကထားလို့တော့တော့မဟုတ်ဒီကျင်းချာရီအေဗီကိုဟိုပြန်ပြီးတော့အတက်တီဆောက်တာတော့လုပ်လို့ရမှာပေါ့နော်အခုကပတ်စံမရှိဘူးဟို TV မှာဘာလာနေလဲTV ခဏကြည့်မယ်ဒါကတော့ဟိုဖြစ်ပါတယ်ဗာလဲဟိုဘူမူရက်ကာတော့ကလိုက်မှာဘာပြောလဲဆိုဘာမှမလာပါဘူးခင်ဗျာ specific from my သူကမောလုံးနေပေးပြီးနေပါခင်ဗျာမောလုံးနေပေးပြီးဆိုcabbage long yeah မမဟိုမရှိဘူး
ဆိုမရှိဘူးပါဝင်တဲ့ပစ္စည်းမရှိဘူးဆိုတော့ရှင်းလို့မရဘူးပေါ့နော်အဲ့ညောဟိုအခုဟိုပဲသွားကြည့်ရအောင်ဒီ 7 level နဲ့ size ရပြတိလားဒီအခုကျွန်တော်ရောင်းနေတဲ့ 7 level ကကျတော့ဘယ်လိုပြောမလဲ7 level အငယ်စားပေါ့နော်နောက်ထပ်ဟိုအတီဆောက်ထားတယ်7 level တခုစီတယ်ကျွန်တော်လိုက်ပြမယ်ပြည့်ခဏ7 level ဒီတောင်ပေါ်လောက်မှထင်တောင်ပေါ်ရင်သွားကြည့်အောင်တောင်ပေါ်ကျွန်တော်လမ်းတော့သိမမှတ်မိတောင်ပေါ်ပြီးတော့ဒီလမ်းလာဟုတ်လောက်တယ်ဒီလမ်းပြီးတော့တောင်အောက်ပြအဲ့လမ်းနဲ့ပြဆေးရထင်တယ်ကျွန်တော်တက်ပြီးတော့မမှတ်မိတော့ဟုတ်လောက်မယ်အဲ့လမ်းနဲ့ပြဆေးပြီးတော့တရားတစ်ခုကူးရလားမသိတရားတစ်ခုကူးပြီးရနဲ့ဟိုတားကျင်နေရောက်ပြီပေါ့နော်ဟုတ်လောက်မယ်ထင်ဟုတ်လောက်တယ်ဟုတ်တယ်အဲ့တရားဖြတ်သွားရင်7 level ကြည့်အောင်ပေါ့နော်ဒီမှာလဲဟိုဟာတွေရောက်တယ်ပေါ့နော်ဟိုဘူစိုးတယ်ပေါ့နော်ဒါ7 level အကြီးဖြစ်ပါတယ်ခင်ဗျာ7 level ကြီးမှာကုန်တိုက်ဟဲ့ဒါ7 level မဟုတ်တော့ဒါကုန်တိုက်ဖြစ်သွားပူကြီးဆိုတော့ဒီမှာ तू ကဒီမှာလည်းပစ္စည်းတွေဒီမှာဆန်လဲရတယ်ဗျဆန်250ဟာဈေးကြီးလိုက်တာနောက်ပိုင်းဆန်ရပါတယ်စိုက်ရမှာပေါ့နော်စပားစိုက်ရမှာစပားမဟုတ်ဘူး तू ကဆန်စိုက်လို့မရစားလို့တခါတည်းစားလို့ရဟိုအားလားမသိမျိုးစေ့ရတော့မရတော့ဘူးထင်ဒီဘက်မှာကြာတော့အစစ်စစ်ဘာလဲတော့မသိဟိုမှာအစုံပဲအတီးလေးဟိုဘက်မှာလဲဟိုမှာ Pepsi ဘက်မှာကျော်ဟိုတကူလို့ချင်းဟိုမှာ Pepsi ပေါ်ဆုံးမှာ85ပဲပတ်စံစမွေးတောက်ရဈေးကြီးတော့တယ်ဒါပါလေဒါဆမ်းမှန်နေကြတာကျော်ဆရာကိုပြောစားစီရင်ဆရာဒီမှာတနေကုန်ထိုင်ပြီးတော့ဆောင်းမလည်းမလို့ဆရာတို့ကတူတင်မဲ့လူတွေမဟုတ်နော်မန်ပါဝေခိုင်းရပါတော့မန်ပါဝေလို့ရဂျိုဂျာဆိုတာကွာသူရဟိုကကုန်တဲ့ပေါ့ဂျိုဂျာဆိုတာခေါ်တယ်ဂျိုဂျာကျတော့သူကဟိုထုတ်တဲ့ company ပေါ့နော်ဗာလဲဂိမ်းရောက်ထုတ်တဲ့ company ပေါ့သူကကုန်တိုက်ပေါ့မန်ပါဝေလို့ရဆိုတယ်ပဲနောက်ပိုင်းကျွန်တော်ဟိုစောတာကြာလာခါကျရင်တီးလာကျွန်တော်ပြပေးမယ်ပေါ့နော်ဟိုဘယ်ဘလို့လဲဒါကစာကြည့်လိုက်မှာကျတော့စာကြည့်လိုက်မှာလည်း message စီးတည်လား there is a box message here ပါကျတော့စာအုပ်တွေပြောင်းနေစာအုပ်တွေစာပေးတာတော့တကယ်ဟိုဟာတွေပေါ့နော် activities တွေလုပ်လို့ရမှာကျွန်တော်မလုပ်သေးဘူးခုမှ gate ဆော့ဆိုအဲ့နှစ်ပိုက်တော့ကျွန်တော်ပြေးပြီးတော့ဟိုကမလုပ်သေးဘူးပေါ့နော်ဒါစာကြည့်ရပြီးမှဘာစီးလဲဆိုဗရေပေါက်ဖက်တော့လာတယ်ဗရေပေါက်ပြီးမှနေဝေထားတဲ့ပုံစံလောက်ထားတဲ့ဟာလေတော်လာပါနော်ကောwelcome to the Star Valley blah 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 this is embarrassing but the previous made of with a Thai classroom that does also I'm hoping to remember that so မချာကမမေနော်လေးပါပါနော်ဘာညာဆလကโอเคဒီညာလေးတော့ကြိုက်တယ်တိလားဟိုအလင်းရောက်ဝင်ရနေတာနောက်ပိုင်းသူက area ဝယ်လို့ရ area ဝယ်လို့ရဆိုမှရာ farmer တေချာလေးလုံးဝရအောင် farming ပါတေချာလေးအောင်ဆိုင်ရမယ်အားနေပဲပတ်စံတိကဝင်ပါဆိုတော့နာချစ်ချလုပ်ပြီးတော့ဟိုဗာလဲကျေမွေးမယ်ပြီးနွားနှုတ်ချတယ်အများကြီးလုပ်လို့ရပါနောက်ပဲနာ farmer နဲ့လက်တတိပြလုံးရမှာပေါ့နော်ဒီနေ့က mention ကတော့ဘာမှတော့မရှိဘူးပေါ့နော်ကျွန်တော်အရင်ဆုံးပွဲတော့ egg festival လိုက်ပြရတယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော် site ခေလုပ်တယ်ပေါ့နော်အဲ့လောက်ပဲ okay okay ဒါဟိုပါလဲကျွန်တော်ဟိုတစ်ခါ site ခဲ့ဒီကောင်း okay တည့်တည့်အဲ့လောက်ဈေးမရဘူးဗျာသိလား तू ကစောင်းဝယ်တဲ့ဈေးကကိုဟိုဟာပဲပေးရဆိုတော့20ပေးရဆိုတော့လေဒါပုတ်ဒါအာလူခဲ
ဒါကပါလဲဒါခုနကဆက်ရပါလဲဟိုနန်တည့်ရတီဒီအားကြတော့ပါလဲ coffee ban ကျော်စားတဲ့ coffee ban ပုံစံလို့ပါ coffee ban ပဲဟုတ်တယ်ကျော်လိုက်တယ်မှာပတ်စာအခု120နေစီရပေါ့နော်အဲ့တော့ဟိုဟာရပြန်ဝယ်ရမယ်ကွာပြန်ဆက်မယ်နည်းရေရင်ခတ်ပြီးတော့ရေမလားကွာသူကအပေကထေတလောက်မကြည့်ဘူးကွာသူအဲ့ကြောင့်ရေတခြားလေးလောက်ပြီးခဲ့မယ်နောက်ပြီး7 level သွားပါမှာခင်ဗျာ7 level မှာဝယ်စားစီရသွားဝယ် okay wait okay 7 level သွားမယ်7 level ဝယ်ခဏမလို့တဲ့ဟာတခါထည့်ခဲ့မယ်ကွာတခါထည့်ခဲ့မယ်ဆိုတော့အဲ့ဟာရောက်ရမယ်ခဏအဲ့ဟာမလို့သူဆိုတော့ထားခဲ့မယ်ကွာ okay သွားရဒါအဲ့လာဟိုပါလဲဒီ bus ကလာပေါ့နော်ဒီမှာအခုကဒီလာ7 level သွားရလား7 level တကယ်လဲ7 level ပဲတူပါတယ်ကွာဝယ်ဟိုကျွန်တော်ဟိုတနေ့ကပါလဲ Arc Festival သွားခဲ့ပါတော့ဒီနေ့ကဟိုဟာရဲ့မွေးနေ့ Harley's birthday ဟာလေးရဲ့မွေးနေ့ပေါ့နော်ကြောက်ကောင်မလေးပါခင်ဗျာချစ်စရာအဲ့စော်လေးချစ်စရာကောင်းဆုံးပဲသိလားဒီ Stardew Valley ထဲမှာချစ်စရာကောင်းပြီးတော့ဟိုပါလဲ Penny လားမသိဘူးကွာအဲ့နေ့ကတော်တော်လေးသဘောကျတယ်ခွေငါရေတွေပဲဆောက်လာတယ် Hello Yeah Quebec Wimpers 10 years so okay ဈေးမရောက်သေးဘူးပေါ့နော်အဲ့ချက်ဈေးမရောက်သေးဘူး Yeah စေးပြေ option heyငါထွေးဖို့ okay နေအဲ့ဆိုင်မှာမရဘူးကွာတခြားဆိုင်တစ်ဆိုင်စီတယ်ကြော်တီးတယ် Hey Sam this is Sam မဟုတ်ဘူးသူ့နာမည်အဲ့လက်ဒါဟိုရဲ့ဖန်နေရဲ့ okay wait ဟိုအဖန်နေရမှာစီရတယ်ဆိုင်ရတခြားဆိုင်မှာမဟုတ်အပေါ်မှာတီး okay what the fuck okay အပေါ်ဘက်တောင်းအပေါ်ဘက်မှာသူကဆိုင်စီရကွာဟိုပါလဲစေးရကွာဘာလဲဆိုင်နာမည်ဂျိုဂျာဆိုတော့ဂျိုဂျာကိုလာကွာမဟုတ်ကိုကာကိုလာဟာ Pepsi နဲ့ပို့တူတယ်အယောင်ရသူအဲ့ဆိုင်မှာလည်းဟိုကရောင်းတယ်ဗါလဲဟိုဟင်းသေးတွေရောင်းဆရာဒီမှာဂျိုဂျာကိုလာကွာစောင်းစီကြီးရဲ့ဟျောက်ရင်း2500လား2500နော်တကယ်ကွာဈေးကြီးဝယ်မနိုင်ဘူးဒီမှာမြင်လားcauliflower စီမန် potato စီမန်နောက်ကွာကျpotata စီအဲ့ဟာလည်းပြန်ရောက်လို့ရတော့ရပြသိလား तू ကဒါပေမဲ့ potata အကျော်ဟိုတခါစိုက်တော့ तू ဟိုဟာလောက်ရ100ကျော်လောက်ရပတ်စံလေး cauliflower ကွာ तू က12ရက်ထိတော့စောက်ရမှာတခါရဖို့ပေါ့နော်ဟိုကကျတော့စောက်ရ takes 16 to mature okay 6ရက်တော့စောက်မှာဒါပဲနေဒါ4ရက်အဲ့ဘယ်လိုလုပ်ကောင်းလဲအာလူပဲဆိုင်မှာကွာအာလူပဲဆိုင်မှာရော17ခု12ခု73ခုကွာကုန်ပြီပတ်စာကုန်သွားတယ်ဟုတ်တယ်အိပ်ပြန်မလားအိပ်ပြန်မယ်အပေပြသွားဆိုင်နောက်ပြီးတော့ဝေဟာရလူကြည့်သွားနော်လမ်းသွားတယ်အဲ့ဆိုင်မကောက်ကွာ S7 level မကောက်ငါလို့နောက်ခါမဝယ်ပတ်စာတော်တော်ချွေသားတယ်ဗျာတိလားဒီဆော့တဲ့အခါကျရင်ပတ်စာတော်ကုန်မြန်အရက်ကုန်မြန်ထဲမှာပါတယ်
ဒီဘာမှလည်းမဝယ်ရသေးပတ်ဆက်ကုန်သွားရောင်းရတဲ့ဟာခဏနေဝယ်ဒီမှာဟိုရောင်းတဲ့နေရာဆိုတော့ okay ဒီမှာဒီကောင်ပြန်ဆိုင်လို့ရလောက်တယ်ဒီကောင်ပြန်ဆိုင်မယ်ဒီကောင်လည်းရောက်လို့ရထေတာပဲထေတာနော်ထေတာဝယ် I don't eat that okay ရောက်လို့ရတယ်ဟိုပါလဲဟိုကောင်လည်းရောက်လို့ရတယ်အဲ့ဒါဆိုရင်ခဏဒီမှာဟိုစိုက်ခင်နော် wait okay okay ဒီကလာလေးစိုက်တော့တို့အဲ့တော့ရုပ်ဆွဲစိုက်တာဝယ်ဒီမှာဟိုကဘာလဲဟိုစိုက်စားပါပြီးအဲ့တော့တော်တော်လေးလာသွားရီလောက်ပြရမယ်ရီလောက်ပြခဏဒီကားကမှစိုက်လို့ရတာမသိဘလို့စိုက်မရဘူးဟာစိုက်မရခဏနေစိုက်လို့မရအဲ့ဒါ तू ကတခါအထုံးနဲ့စိုက်ရတာထင်တယ်စိတ်တယ်ဟုတ်လောက်မယ်ဒီကောင်ဟာလေစိုက်လို့မရဘူးကားဒီလောင်းတယ်ဆိုတာနီးစနစ်ကြလောင်းရတယ်ဒီမှာyeah okay ရေလောင်းတဲ့လို့တော်တော်ပြင်းရကွာတကယ်ဒါတော့ရေတွေလောင်းပြီးအဲ့ဆိုရေလောင်းပြီးပါဒီမှာဒီက cauliflower လောင်းဒီကဆောက်ဆိုင်တာဒီမှာ cauliflower ဒီမှာစိုက်ရမှာ okay ပတ်စားတပြားမှမကြတော့တကယ်တပြားမှကိုမကြတော့ပြီးတော့ဟိုအားလည်းမရောက်ချေဘူးကွာငါအဲ့တော့ပြန်သိမ်းထားလိုက်မယ်အဲ့ဟာလေးတော့လာတယ်တည်းဒီကောင်မီစီတော့ဗာလဲဟိုမီစီတော့တန်မာအောင်လှုပ်တဲ့ဟာကွာထေတာနော်ထေတာဟုတ်တယ်မီစီတော့ပို့ပြီးတော့တန်အောင်လှုပ်တာနောက်တစ်ခါဒီပေါ်မှာစိုက်တဲ့ခါကျအပေကပိုပေါက်မြန်လောက်နေဝယ်ဒါပါလဲဆိုတော့ improves soil quality a little that increase your soil to grow quality crops miss it to so okay ဟုတ်တယ်ဟာဟိုအလုပ်ရမယ်ဒီက craft လည်းမသိဘူး craft တာအဲ့ဒါလို့အရေးကျော် craft ဘူးရဲ့wait နေဟုတ်တယ်လာโอเคဘယ်နှတော့ရလည်းမသိဘူးဆက်ကူတော့โอเคအစကတည်းကငါဒီပုံမှာစိုက်ရမယ်ရတယ်โอเคအဲ့ဒါဆိုရင်ဒီပုံမှာတင်wait okay ဒီက flower ပါ must be add before planting ဟိုအလုပ်မှာစိုက်ရတယ် okay ဟုတ်ပြီအရွေးပေါ်ဟိုအလုပ်လို့မရဘူးသူပြောထားတာဟုတ်ပါပြီခင်ဗျာဆောက်တာရောခါစားရောโอเคပြီအခုက9နာရီ7မိနစ်ဆိုတော့ညနေနေ့လယ်ဆောင်းနေဆိုဒီနေ့အတွက်အိပ်ရအိပ်လိုက်တော့မှာကွာဒီနေ့ပင်ပန်းโอเคနေရာစစ်စံ total နေရာစစ်စံ okay ဟိုကပြသွားဝယ်ရမယ်ကွာအဲ့ဆိုကောင်းတယ်ကြစ်တော်တန်နဲ့မနေ့ခေအစာပြူတယ် wait dear neighbor I hope you're feeling certain you're a new hold I'm writing to let you know that First store is now selling
fertilizer fuck what do you swear by and see if you can afford a few dollars or so ကျွန်တော်အဲ့လောက်ထိနာမည်မသိသေးဘူးကွာသူဟိုဗာလဲအဲ့နာမည်ကသူကဟိုဟာလောက်မသိဘူးဗာလဲဝဲဟိုတယောက်လေကွာဟိုနှခမ်းမွေးတဲ့တယောက်မဆိုင်ရဟိုဆဲပဲလဲပြရောက်တဲ့သူရဲ့နာမည်တော့မသိဘူးအဲ့လောက်ထိမမှန်မိသေးဘူးဗျာဒီလေဗျာခုမှ stir back လဲဆော့ yeah who's that yeah this is ဟုတ်တယ်ခုနဟိုပါပဲသူပြသူခုရောင်းနေဆိုတာမသိဘူးခုမှ6နိုင်စောစောပဲစီးတာဘယ်သူမှတော့မနိုးတော့ဘူးမေးလိုက်သူက9နိုင်ဖွဲ့တယ်မဖွဲ့သေးဘူးဆွဲသေးလို့ရာဖြေးလိုက်ရအဖွဲကဘာမှလည်းလုံးစားမရှိတော့ဘာမှလုံးစားမရှိဆိုအဲ့တော့ဆိုတာကျွန်တော်ဟိုကပြောထားတာတက်ပြောတာဟိုပါလဲဟိုကနေရောက်သွားမယ်ကျွန်တော်ခုပါလဲဆိုတော့ချန်နွားချကြီးချဝင်းချစီကွာဟို边မှာ wait ဘယ်ပြင်မှာလဲဆိုတော့ကျွန်တော်ဘယ်လမ်းနဲ့သွားမလဲဒီဘက်လာအမဒီဘက်လာနဲ့သွားရဲဟိုဘက်ရောက်မယ်ဒါလဲဟိုတကားကျော်မလိုက်ပြောက်ပေးဘူးနော်ဝဲwhat do you want go away fuck man you're pacing me yeah ဒီမှာဝက်ဒီမှာဟိုဗာလဲStory Valley ထဲဝက်ကျိုးလဲနောက်ဆိုအဲ့လိုပုံစံပြန်ဝယ်လို့ရကွာဒီဥမာကွာဟိုဟာလုတ်ချရပြီပေါ့နော်တကူစောက်ချေဟိုဟာလုတ်လို့ရကွာမဖွေ့သေးဘူး9နိုင်ထူလေးစားအောင်မယ်ဒီအစားအုပ်လေးပြန်ဝယ်လို့ရတယ်ဒါပေမဲ့ဈေးတော့ကြီးဒီပတ်စံလေးနေရာ300ရောက်ပြီးတော့အနိုင်စုနေရတာဗျာဒီဟိုဗာလဲဒီလိုအစားအုပ်တွေဝယ်ဖို့ကဟိုဟာလောက်မှရ